မင်္ဂလေးငယ်လေးတယောက်မှာထူးခြားတဲ့အစွမ်းအားတစ်ခုရှိပါတယ်။အဲ့ဒါကတော့လူတစ်ယောက်ဘယ်တော့တည်မလဲဆိုတာကိုကြိုးမြင်နိုင်တာပါ။တရက်မှာတော့သူမဟာအမေနဲ့အတူအပြင်သွားရင်အမျိုးသမီးတစ်ယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒီကဏ္ဍရဲ့အဓိပ္ပာယ်ကတော့အဲ့ဒီအမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတာပါပဲ။ဒါနဲ့ကောင်မလေးကအဲ့ဒီအမျိုးသမီးစီသွားပြီးနေမကောင်းဖြစ်နေတာလားလို့မေးလိုက်ပါတယ်။ဒါကိုကြတော့အမေဖြစ်သူကသမီးကိုပစတ်ပိတ်ခိုင်းပြီးအဲ့ဒီအမျိုးသမီးကိုတောင်းပန်လိုက်တယ်။ပြီးတော့သမီးဖြစ်သူကိုလည်းဒီလိုမျိုးတွေရှောက်မမင်းဟုဆိုးတာပေါ့။ဒါပေမဲ့အမေဖြစ်သူပြောလို့တောင်မဆုံးသေးဘူး။အပေါ်ကနေပန်းအိုးအကြီးကြီးတစ်လုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းကိုတဲ့တဲ့မှန်ကပွဲချင်းပြီးတေဆုံးသွားပါတော့တယ်။နောက်ပိုင်းမှာတော့အမေနဲ့သမီးလေရင်စီးတဲ့အခါကောင်မလေးကလေရင်ပေါ်ကခရီးတွေနဲ့ဝန်တန်းတွေအားလုံးရဲ့ခေါင်းပေါ်မှာအဲ့ဒီကနန်းတွေကိုပဲလိုက်မြင်နေရပြန်လဲ။ဒါကိုကြည့်ဒီလေရင်ပေါ်ကလူတွေအားလုံးတေတော့မယ်ဆိုတာကိုကောင်မလေးနားလည်သွားတာပေါ့။အမေဖြစ်သူကဒါကိုသိလိုက်ရတဲ့အခါလေရင်ပေါ်ကဆင်းကြဖို့အားလုံးကိုအော်ဟစ်တရီပေးပေမယ့်ဘယ်သူမှမယုံကြဘူး။လေရင်မှုကလောင်နှောက်ယှက်မှုဖြစ်စေတဲ့ဆိုပြီးသူတို့ကိုလေရင်ပေါ်ကနေဆင်းခိုင်းပါတော့တယ်။အဲ့ဒီအချိန်မှာပဲအနားမှာထိုင်နေတဲ့ CEO တယောက်ကဒါကိုတတိထားမိသွားပြီးသူလဲလေရင်ပေါ်ကဆင်းချင်တယ်လို့လေရင်မှုကိုပြောလိုက်ပါတယ်။လူတွေကတော့အဲ့ဒီ CEO ကိုလှောင်ပြောင်ကြတာပေါ့။ဒါပေမဲ့ CEO ကတော့ဂယုမစိုက်ဖဲအမေနဲ့သမီးနောက်ကိုလိုက်ပြီးလေရင်ပေါ်ကဆင်းသွားခဲ့တယ်။တကယ်လဲလေရင်ပြန်တက်ပြီးမကြခင်မှာတဲ့တခုခုချိုလွင်းချက်ထွေပြီးလေရင်ပြက်ကျသွားကလေရင်ပေါ်ပါသူအားလုံးသေဆုံးသွားပါတော့တယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ CEO ဟာတုံလို့ခြောက်ချားသွားပြီးမယုံနိုင်အောင်ဖြစ်သွားပါတော့တယ်။